ဒါကလွန်ခဲ့တဲ့အနှစ်20ကျော်ကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တကယ်ဖြစ်ရမှန်ကြောင်းရာလေးပါအဲ့ဒီတုန်းကကျွန်တော်တို့မိသားစုဟာချင်းပြည်နယ်တွန်းဆန်မြို့ကနေကရွာလေးတစ်ရွာမှာနေထိုင်ကြပါတယ်ကျွန်တော်တို့အိမ်မှာအဖေအမေအမနဲ့ကျွန်တော်အပါဝင်မိသားစု4ယောက်ရှိပါတယ်အဲ့ဒီအချိန်ကကျွန်တော်က9တန်းကျောင်းသားပဲရှိပါသေးတယ်စနေတနင်္ဂနွေနေ့အားလရက်ဒီရောက်တိုင်းကျွန်တော်မှာပုံမှန်လုပ်ရတဲ့အလုပ်တစ်ခုရှိပါတယ်အဲ့ဒါကတော့မနက်9နာရီလောက်ဆိုရင်အမေပြင်ပေးထားတဲ့ဟင်းသီးဟင်းရွက်တွေကိုတနင်္ဂနွေနေ့တိုင်းကျင်းပတဲ့ရွာစည်းမှာတွားရောက်ရတာပါစနေနေ့ညနေဆိုရင်ကျွန်တော်ရဲ့အမေရဲ့အမရဲ့3ယောက်သားချင်းတောင်းနေဆွဲပြီးရွာအောက်ဘက်ကလေကွင်းလေးကိုဆင်းကြရတယ်အဲ့ဒီမှာအမေစိုက်ထားတဲ့ဟင်းသီးဟင်းရွက်မျိုးစုံရှိတာပေါ့အိမ်တိုင်းမှာနေ့စဉ်ချက်ပြုတ်စားတော့ဖို့လိုအပ်တဲ့ဟင်းသီးဟင်းရွက်တွေကိုအမေကအခင်းကြီးနဲ့စနစ်တကျစိုက်ထားတာပါအဓိကကတော့ကျွန်တော်တို့ဈေးသွားရောင်းဖို့တဲ့ပေါ့တကယ်တော့ဒီအလုပ်ကအရင်တုန်းကကျွန်တော်အမလုပ်ရတာပါဒါပေမဲ့နောက်ပိုင်းမှာအမကအပြူလေးဖြစ်လာတော့ဈေးတွေကလူပြိုတွေနဲ့တွေ့ရင်ရှက်တက်လာလို့ဒီတာဝန်ကကျွန်တော်စီကိုရောက်လာတာပေါ့ယနေ့ဘက်လေတာကနေဟင်းရွက်တွေခူလာပြီးရင်တော့အမေကရေစေးစီးနှောင်ပြီးအစည်းလေးတွေလုပ်ပေးတယ်ငရုတ်သီးနဲ့ခရမ်းသီးတွေကိုတော့အိတ်လေးတွေနဲ့ခွဲချဲ့ထားပေးတာပေါ့အားလုံးအသင့်ထိပြီဆိုရင်တော့အမေကဖောက်တယ်တွေကိုပြန်အမ်းဖို့အတွက်အကျွေးစီလေးတွေကိုအိတ်လေးနဲ့ထည့်ပေးပါတယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်ချက်ချင်းအိတ်ရဝင်ရတော့တာပဲဘာလို့လဲဆိုတော့မနက်4နာရီဆိုတာနဲ့ဈေးသွားဖို့ကျွန်တော်အိတ်ရကနေထားရတော့မှာမို့လို့ပါဗျာတကယ်တော့အဲ့ဒီဈေးကကျွန်တော်တို့ရွာထဲမှာမဟုတ်ဘူးဗျတခြားရွာမှာရှိတာပါအကွာအဝေးကလည်းတော်တော်လေးလှမ်းတယ်လို့ပြောရမယ်မနက်4နာရီခွဲလို့ဆိုရင်ရွာတွေကတခြားအတော်တွေအန်တီတွေကလည်းသူတို့ခူးထားတဲ့ဟင်းရွက်တွေကိုဈေးသွားရောက်ဖို့ကျွန်တော်တို့အိမ်ရှိမှလာစုကြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အိမ်ကလမ်းမနာအနီးဆုံးမှာရှိလို့လေအဲ့ဒီနေ့မနက်တော့လေအမေကစောစောချပြီးဟင်းရွက်တွေပြင်ဆင်တယ်ပြီးတော့ကျွန်တော်ကိုနိုးတာပေါ့ဟင်းရက်ချင်းတောင်းတွေကိုစပိန်တောင်မှာတေးချချီနှောင်ပြီးတဲ့ခါမှာတော့မနက်4နာရီကျော်လောက်မှကျွန်တော်အပါဝင်စုစုပေါင်း9ယောက်သားစပိန်ကိုစီနဲ့ဈေးရှိရာကိုဦးတည်ပြီးထွက်လာခဲ့ကြပါ යි ရှေ့ဆုံးကနေအန်တီတော်မိုင်ကလမ်းပြဖို့တက်မီထိုးပြီးနင်းနေနောက်ဆုံးကနေတော့ဦးထန်းကမီးယောက်ကြီးနဲ့တစ်ဖွဲ့လုံးကိုအလင်းပေးပြီးလိုက်လာတာပေါ့အဲ့ဒီခေတ်ကလမ်းတွေကအခုလိုကတရလမ်းတွေမဟုတ်သေးဘူးဗျာပွဲကျင်းတွေအပေါက်တွေနဲ့မြင်းနီလမ်းတွေပါလမ်းတစ်လျှောက်မှာလယ်ကွင်းတွေကိုဖက်ရသလိုခြုံတွေပိတ်ပေါင်းတွေထူထပ်တွေတောအုပ်ကြီးတွေကိုလည်းဖက်ရပါတယ်ကျွန်တော်တို့အရက်မှာတော့အဲ့လိုတောမျိုးကိုပခုတ်တောလို့ခေါ်ကြလေလယ်ကွင်းတွေကိုဖျက်ပြီးအဲ့ဒီတောအုပ်နားကိုရောက်ခါနီးမှပြီးကျွန်တော်လဲကြောက်ကြောက်လန့်လန့်နဲ့စပိန်ကိုအတင်းနင်းပြီးလူအုပ်ရဲ့အလဲတဲကိုတိုးဝင်လိုက်မိတယ်အဲ့ဒါကိုမြင်တော့နောက်ဆုံးကလိုက်လာတဲ့ဦးထန်းကကျွန်တော်ကိုလမ်းစာတာပေါ့ဟေးနတ်ကိုကြည့်စမ်းမအောင်ဟိုရှိကပခုတ်တော်တဲ့ကတရေကိုကြောက်နေလာထင်နေနောက်ဆုံးမှမနေရဲပဲအလဲကိုအတင်းတိုးနေတာကြည်အောင်တဲ့အဲ့ဒီလိုပြောလိုက်တော့အချူပန်လာတဲ့အတော်တွေကလည်းဝိုင်းပြီးရေကြတာပေါ့ဟုတ်တယ်လေရှေ့မှာရှိနေတဲ့အဲ့ဒီပါခုတ်တော်ဆိုတာကနမေကြီးလောက်အောင်ကိုအသေးမွေးဟတဲ့နေရာတစ်ခုကိုအဲ့ဒီပါခုတ်တော်မှာတရေချုပ်တာအယမ်းနမေကြီးတာဗျာတနေ့တည်းမှာတင်အဲ့ဒီတော်ထဲမှာလူနှစ်ယောက်ဆက်တိုက်ကိုအဆုံးစီရင်ခဲ့ဘူးသလိုလူမိုက်ချင်းခုတ်ကြရင်ခေါင်းပြတ်သွားတဲ့အထိဖြစ်ခဲ့ဘူးတဲ့နေရာမျိုးပေါ့ဒါတွေကကျွန်တော်လူကလေးတယောက်အတွက်တော့တကယ်ကိုထိတ်လန့်စရာအချက်တွေပါပဲအဲ့ဒီကြောက်စရာကောင်းတဲ့တောနက်နာကိုမရောက်ခင်ပါပဲရှီဆုံးကအန်တီတော်မိုင်ကလှိုင်ပြောလိုက်တယ်ဘာဖြစ်လို့ကြောက်နေကြတာလဲတရေကတရေအလျောက်နီလာပဲဟာဝိညာဉ်တွေကငါတို့ကိုဘာလုပ်နိုင်မှာလဲလာရဲရင်တော့ကန်ထုဖြစ်လိုက်မှာတဲ့အန်တီတော်မိုင်ပြောတာကိုအားလုံးကဝိုင်းရကြပြီမေကျွန်တော်ကတော့ပိုတောင်ကြောက်လာမိတယ်လူကြီးတွေပြောလိရှိတာကခရီးသွားတဲ့အခါမမြင်ရတဲ့အရာတွေကိုသွားပြီးမစင်ခေါ်နဲ့မဟုတ်ရင်တခုခုနဲ့တိုးတက်တယ်ဆိုတာမျိုးပေါ့ကျွန်တော်တို့စပိန်လေးတွေနဲ့အဲ့ဒီပါခုတ်တော်ကုန်းကိုဖျက်တဲ့အချိန်မှာပတ်ဝန်းကျင်ကတိတိတသားကိုပို့ပြီးခြောက်ချားဟိုကောင်းလာတယ်လမ်းတစ်လျှောက်လုံးကြားနေရတဲ့ဖားအော်တန်ပစင်းရင်ခွဲတန်တွေကရုတ်တရက်ငြိမ်ကျသွားပြီးအမောင်တို့ထက်မှာကျွန်တော်တို့စပိန်နဲ့အတန်ကလွဲလို့ဘာမှမကြားရတော့ဘူးကျွန်တော်ရင်ထိတ်ထိတ်နဲ့ဖြစ်နေတော့မှာပဲရုတ်တရက်ရှီဆုံးကနေစပိန်နေနေတဲ့အန်တီတော့မိုင်ဟာတခုခုကိုကြောက်လန့်နေကြအော်လိုက်တယ်လို့အတန်ချွတ်လာပြီးစပိန်ကိုအားကုန်နေနဲ့ကျွန်တော်တို့ရှီကနေပြေးထွက်သွားမှာတော့တယ်တခုခုကိုမြင်လိုက်ရပြီဆိုတာကျွန်တော်ရိပ်မိလိုက်လို့ကြောက်ကြောက်လန့်လန့်နေတဲ့အနောက်ကနေအတင်းလိုက်နေခဲ့ရတယ်ဈေးကိုရောက်တော့အန်တီတော့မိုင်ကိုဘာဖြစ်တာလဲလို့အတင်းမေးပြီးမြင်သူကခဏလောက်ငြိမ်နေပြီးမှဘာမှမဟုတ်ပါဘူး
အိမ်ပြန်ရောက်မှပဲပြောပြမယ်လို့ပြောပါတယ်။ဒါပေမဲ့သူ့မျက်နှာကိုကြည့်ရတာတခုခုတော့အခြေအနေမကောင်းဘူးဆိုတာသိတာနေတယ်။ဈေးရောက်ပြီလို့အိမ်ပြန်มาတော့ကျွန်တော်ကဝတ်သားခင်သွားဝင်နေတော့အန်တီတော်မိုင်ကအရင်ပြန်သွားပြီလို့ဦးထန်းကပြောပါတယ်။သူကသူ့အဖွာအိမ်ကိုခဏဝင်ဦးမယ်နောက်မှလိုက်ခင်မယ်လို့ပြောသွားတာတဲ့။ကျွန်တော်အိမ်ပြန်ရောက်တော့အမေကိုအကြောင်းစုံပြောပြလိုက်တယ်။အမေနဲ့အမကတယောက်မျက်နှာတယောက်ကြည့်ပြီးမှသိပြီးတော့စိတ်ထဲမထားပါနဲ့အဲ့ဒီတော့ထဲမှာလူသေးဝူတာမှန်ပြီးမဲ့ရွာသားတွေစုပေါင်းပြီးဖုံးကြီးပင့်ပြီးအမျှဝေစွမ်းကြီးထားပင်ထားပဲဟာလို့ပြန်ပြောရှာပါတယ်နောက်တစ်ပတ်တနင်္ဂနွေနေ့ရောက်ပြန်တော့ကျွန်တော်တို့ထုံးစံအတိုင်းဈေးသွားဖို့ပြင်ကြတာပေါ့ဒါပေမဲ့ဒီတစ်ခေါက်မှာတော့အန်တီတော့မိုင်ပါမလာတော့ဘူးအဖွဲတွေကအတို့တယောက်ကိုမေးကြည့်တော့အန်တီတော့မိုင်နေမကောင်းလို့နားနေရလို့ပြောပါတယ်လူစုံပြီးစွာနဲ့ကျွန်တော်တို့၄ယောက်သားစပိန်ကိုစီနဲ့လဲကွင်းတွေကိုဖြစ်ပြီးအရင်လမ်းဟောင်းအတိုင်းထွက်လာခဲ့ကြတယ်ဒီတစ်ခါတော့ရှေ့ဆုံးကနေဓမီထိုးပြီးလမ်းပြတာကတခြားဦးလေးတယောက်ပေါ့ကျွန်တော်ကတော့ထုံးစံတိုင်းအလဲကနေနင်းတယ်ဦးထန်းကတော့အနောက်ဆုံးကနေမီးရောင်ပေးပြီးလိုက်လာပါတယ်ကျွန်တော်တို့အဖွဲအဲ့ဒီပါခုတ်တော်တဲ့ကိုရောက်တဲ့အချိန်မှာပဲရှေ့ဆုံးကဦးလေးကြီးကရုတ်တရက်အော်ပြောလိုက်တယ်ဟေးဘာလဲဟာမင်းတို့ကငါတို့ကိုဓားပြတိုင်မလို့လားငါတို့မှပတ်စံမရှိဘူးဟဲ့ဈေးသွားရောက်မလို့ကိုအဲ့လိုပြောရင်းနဲ့ဦးလေးကြီးကဘေးကမောင်အတိကျနေတဲ့တောဆက်ကိုဓာတ်မီးနဲ့ထိုးကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်မျက်လုံးတောင်ကနေတခုခုကိုမြင်လိုက်ရတယ်ဗျာတက်ပင်ကြီးတပင်ရဲ့တစ်ကိုင်းပေါ်ကနေလူတယောက်ရဲ့ခြေထောက်နှစ်ဖက်ဟာတွဲလောင်းကျနေတာပါအပေါ်ပိုင်းကိုတော့တစ်ကိုင်းတစ်လွတ်တဲတာဖုံးနေလို့ခြေထောက်နှစ်ဖက်ပဲမြင်ရတာပေါ့ဘသူမှဘာမှမပြောရသေးခင်မှာအနောက်ဆုံးရလိုက်လာလေဦးထန်းဟာခနဲ့အော်လိုက်ပြီးစပိန်ကိုအတင်းနှင်းကလူအုပ်ကိုကြော်ပေးသွားပါတော့တယ်ကျွန်တော်လည်းတတိဝင်လာတဲ့အချိန်မှာလူအုပ်ရဲ့အနောက်ဆုံးမှာကြံလေးခဲ့ပြီလေအဲ့ဒီအချိန်ကကျွန်တော်ဟာငိုလိန်ကိုစပိန်ကိုလည်းရှိသမျှအားကုန်သုံးပြီးအတင်းနှင်းခဲ့ရတယ်ခြေတလုံးတွေတောင်တောင့်လာတဲ့အထီပါပဲဈေးကိုရောက်တော့ဦးထန်းကိုဘာမြင်လိုက်တာလဲလို့အကေးလွှာသွားမေးကြည့်မိတယ်သူကလည်းလူခြေတော်ကြီးတွဲလောင်းကျနေတာမြင်လိုက်တာလူတယောက်အဲ့ဒီမှာကျိုးဆွဲချတေးနေတယ်လို့မျိုးပဲလို့ပြောပါတယ်သူမြင်တာကကျွန်တော်မြင်လိုက်ရတာနဲ့ထပ်တူပါပဲဗျာအဲ့ဒီနေ့မှာပဲကျွန်တော်တို့အဖွဲတိုင်ပင်လိုက်ကြလေအပြန်လန်းကိုတော့အဲ့ဒီပါခုတောကိုမဖြတ်တော့ပဲလှဲ့လန်းကြောင်တိုင်းတခြားလန်းကနေပတ်ပြန်ကြမယ်လို့ပေါ့ဒါပေမဲ့ကျွန်တော်အိမ်ပြန်ရောက်တဲ့အခါမှာတော့အန်တီတော့မိုင်ဟာကျွန်တော်အမိအမတို့နဲ့ထိုင်စကားပြောနေတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်လဲကြုံခဲ့ရတဲ့ထိတ်လန့်စရာတွေကိုအားလုံးကိုပြောပြလိုက်တဲ့အခါမှာတော့အန်တီတော့မိုင်ကပြန်ပြောပြပါနတ်မင်းလဲတွေ့ခဲ့ပြီပေါ့လေအဲ့ဒီနေ့ကငါလဲမြင်ခဲ့တယ်ကျိုးဆွဲချနေတဲ့လူတင်မကဘူးတစ်ပင်ဘေးမှာခေါင်းမပါပဲကိုလုံးကြီးပဲရက်နေတဲ့လူကိုပါငါမြင်ခဲ့တာအဲ့ဒီတုန်းကတခြားလူတွေဈေးမသွားရဲကြမှာဆိုလို့ဘာမှမပြောခဲ့တာပါငါအဖွားအိမ်သွားမယ်ဆိုတာလဲအမှန်တော့မဟုတ်ပါဘူးကြောက်လုံးလို့တခြားလမ်းကနေပတ်ပြေးခဲ့တာပါတဲ့ဒီ6ချားစရာဖြစ်ရတဲ့ဟာတရွာလုံးကိုပြက်နှံသွားပြီးတဲ့နောက်မှာတော့ဘယ်ရွာသားမှညနေဆောင်ဒါမှမဟုတ်မူးမလင်းခင်အဲ့ဒီလမ်းကိုမဖြတ်ရဲကြတော့ပါဘူးကျွန်တော်တို့လည်းစက်ပိန်းရဲ့ဈေးမသွားရဲကြတော့ဘူးပေါ့ဒါပေမဲ့ဝမ်းစာရေးတဲ့ဈေးရောင်းကိုလိုအပ်တာကြောင့်ရွာထဲလာသုံးပြီးရှိတဲ့ဦးလေးတယောက်ကိုအခကြီးငွေပြီးစုငားလိုက်ရပါတယ်အဲ့ဒီနောက်ပိုင်းပခုတ်တော်ကိုဖျက်တိုင်းကျွန်တော်တို့အားလုံးလက်အုပ်ချီမြစ်တာပို့ပြီးတောင်းပန်တိုးရှိုးကြရရင်ဈေးရောင်းကောင်းပါစေရတဲ့ပတ်စံနဲ့အမျှဝေစွန့်ကြွေးပါမယ်လို့လည်းအတိတ်ထံပြုကြတာပေါ့အဲ့ဒီအတိတ်ထံကတကယ်ပဲအစွမ်းထက်ပုံရပါတယ်များကျွန်တော်တို့ဟင်းရွက်တွေဟာဈေးရောက်တိုင်းအကုန်ရောင်းရပြီးဘာမှပိုမလာတော့ဘူးလေ